မင်္ဂလာပါရှင်ယနေ့ကြာရောက်တဲ့အာဟာရဒါနအလှကတော့ကိုပိုင်ဆိုးမှ39နှစ်ပြည့်မွေးနေ့အလှဖြင့်လှူဒန်းပေးသွားတာဖြစ်ပါတယ်အာဟာရဒါနနှစ်နက်စာအတွက်ကုန်ကြငွေ3သိန်းကျပ်ကိုလှူဒန်းပေးသွားပါတယ်ရှင်တာရုပါရှင်ယခုလိုမျိုးအပေကံဒုက္ခိတတရိษံလေးများအပေါ်မှာကြီးစွာသောစေတနာထားပြီးလှူဒန်းပေးတဲ့အတွက်စေတနာရှင်မွေးနေ့ရှင်ကိုပိုင်ဆိုးလည်း39နှစ်ပြည့်မွေးနေ့မှစ၍နောက်နှစ်ပေါင်းများစွာတိုင်ကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေရှင်အန္တရာယ်ကင်းဘေးရှင်ပါစေစီးပွားလှလှပါများလည်းပွင့်လန်းဝေစားကြပါစေရှင်အလုတ်ကိုင်ကြံစီများလည်းအောင်မြင်ကြပါစေမရှိစကားမကြားရပါစေနဲ့အလူရေဆက်လက်နဲ့မကွာအမြဲမပြတ်လှူနိုင်တန်းနိုင်သောပုဂ္ဂိုလ်ထူးများလည်းဖြစ်ကြပါစေရှင်ရရှိပြီးသောစည်းစိမ်ယရနာဥစ္စာအပေါင်းတို့သည်လည်းတည်တံ့၍ပြန့်ပွားတိုးတက်ပါစေသူတော်ကောင်းများလည်းဆောင်ရှောက်ကြပါစေရှင်ယရနာရွှေငွေဥစ္စာပစ္စည်းများလည်းဝင်လာမစဲတသေးသေးဖြစ်ကြ၍အိမ်အပြည့်ငွေရှမ်းပြီးကောင်းမှုကုသိုလ်များကိုလည်းစင်ကယ်ပြုလုပ်နိုင်ကြပါစေကောင်းသောဂုဏ်သတင်းများနဲ့မှွေပြန်ကြော်သောပါစေရှင်ရေလိုအေး၍ပန်းလိုလန်းဆန်းသောဘဝများကိုလည်းပိုင်ဆိုင်ကြပါစေကက်ကြီး3ပါးပေရန်သူမျိုး5ပါးပေနှင့်တကွာအတိုက်အခိုက်နှောက်ယှက်မျိုးမျိုးသောဘေးရန်တို့မှလည်းကင်းဝေးကြပါစေနတ်လူသူတော်ကောင်းအပေါင်းတို့မှလည်းချစ်ခင်နှစ်သက်စောင့်ရှောက်ခြင်းကိုလည်းရရှိပါစေလို့ကျမတို့ရွှေရောင်နှလုံးသားမိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်အခုဆိုရင်တော့ channel ကဂီလာနာ